internet က download လုပ်ပြီးသားဖြစ်တဲ့ skin finder plugin ကိုဒီ Photoshop မှာဘယ်လို install လုပ်မယ်ပြီးတော့ဘယ်လိုအသုံးပြုမယ်ဆိုတာလေးကိုအနည်းငယ်ပြောပြမှာဖြစ်ပါတယ် 32bit နဲ့ 64bit ကိုကွန်ပျူတာဘယ်လောက် bit လဲဆိုတာတီးပြီးတော့အဲ့ဒါလေးကိုရွေးချယ်ရမှာဖြစ်ပါတယ်ကျွန်တော် 64bit ဖြစ်လို့အကောင်ရွေးချယ်ပြီး right click နှိပ်လိုက်တယ်ဒီလိုပေါက်ကြလာရင်ဒီ extract here လေးကိုရွေးချယ်ပေးလိုက်တယ်ဒါကတော့ zip ဖြည့်တာပေါ့နော်ဟုတ်ပြီ zip ဖြည့်လိုက်တဲ့ folder လေးကိုဒီအပေါ်ဆုံးလေးမှာလာတွေ့ရတာပေါ့နော်ဟုတ်ပြီဒီကောင်လေးကိုဖွင့်လိုက်မယ်ပေါ့ဟုတ်ပြီဒီနေသားရောက်လာရင်ဒီအောက်ဆုံးကကောင်လေးကိုဒီခုရွေးချယ်ပြီးတော့ right click နှိပ်ရမှာဖြစ်ပါတယ်အဲ့တော့ဒီ skin finder setup ဆိုတာလေးကို run as နဲ့ run လိုက်မယ်ဒါဆိုရင်တကယ်ကျွန်တော်မြင်ရမှာမဟုတ်ဘူး okay နှိပ်လိုက်ပြီဟုတ်ပြီဒီနေသားလေးမှာခဏစောင့်ပြီးတော့ဒီခုလှုပ်သွားတဲ့အတိုင်းဆက်လှုပ်သွားမယ်အဆင့်ဆင့်ပေါ့နော်ဒီနေရာမှာတော့ next နှိပ်ပေးမယ်ဒီချိန်မှာတော့ I accept ဆိုတာကိုလာရွေးချယ်ထားပေးဖို့လိုတယ်ပြီးရင် next ဆက်နှိပ်မယ်ပေါ့နော်ကဲဟုတ်ပြီဆက်တိုက်ဒီခုလှုပ်သွားတာလေးတွေလိုက်လှုပ်သွားမယ်ခဏလေးစောင့်လိုက်ပါပေါ့နော်ဟုတ်ပြီဒီအနေထားမှာတော့ဒီမှန်ချစ်ဖြုတ်ပေးလိုက်ပါပြီးရင် finish ဆိုတာလေးကိုနှိပ်ပေးရမှာဖြစ်ပါတယ်သူက craft file ဖြစ်လို့ဒီ craft folder လေးဖွင့်ပြီးတော့ဒီထဲကဒီကောင်လေးကိုလာ select ပြီးတော့ right click နှိပ်ပေးရမှာဖြစ်ပါတယ်ပြီးရင် copy ယူပေးလိုက်ပါဟုတ်ပြီ copy ယူပြီးသား file ကိုထည့်ဖို့အတွက်ဒီကောင်လေးကို minimize နဲ့ပြန်ထွက်လိုက်မယ်ပြီးရင်ဒီခုဒီ desktop ပေါ်မှာကြာလာတဲ့ skin finder ပေါ်မှာ right click ပြန်ပြီးတော့ထောက်လိုက်မယ်ပေါ့နော်ထပ်ပြီးတော့ဒီလိုပေါက်ရလာ open file location ကိုကျွန်တော်တို့လာပြီးတော့ရွေးချယ်ပြီးတော့ left click ထိလိုက်ပါဒါဆိုရင်သူ့လမ်းကြောင်းရောက်သွားအဲ့ပေါ်မှာခဏ copy ယူထားတဲ့အောင်လာ paste လိုက်တယ် right click နှိပ်ပြီးတော့ပေါ့နော်ဟုတ်ပြီဒီမှာ replace ဆိုရွေးချယ်ပြီးတော့ဒီ continue ဆိုတာဆက်နှိပ်သွားမယ်ဒါဆိုရင်ဒီမှာလာ paste သွားတဲ့ selection ကဒီကောင်လေးဖြစ်ပါတယ်ဟုတ်ပြီ selection လဲဝင်နေတယ်နော်ပိတ်လိုက်ပြီဟုတ်ပြီဒီကောင်လေးကိုပြန်ပြီးတော့ဖွင့်ကြည့်လိုက်မယ်သူ့အနေထားလေးကတော့သူ့ကိုဖွင့်လိုက်မယ်ဆိုရင် left click နဲ့ check နဲ့ဖွင့်ပေးလိုက်ပေါ့နော်ဒါဆိုရင်ဒီအနေထားရောက်လာပြီပေါ့နော် Photoshop ထဲကိုပြန်ဝင်မယ်ဓာတ်ပုံတစ်ပုံခေါ်ထားရပေါ့နော်ပထမဆုံး top ခတ်ထားတာဖြစ်တဲ့အတွက် top ကိုဖွင့်လိုက်တယ်ပေါ့ဟုတ်ပြီကိုယ့်ရဲ့ Photoshop မှာ top ဖွင့်သွားပြီဆိုရင်ဒီ image တက်ထဲကိုလာမယ်ဒီ image တက်ထဲ adjustment ထဲကိုသွားမယ်ပေါ့နော် adjustment ထဲကဒီ shadow and highlight ဆိုတာလေးကိုလာကစားထားမယ်ပေါ့နော်ဟုတ်ပြီဒီမှာတော့တယောက်နဲ့တယောက်ချိန်ညှိတာချင်းတူကြမှာမဟုတ်ဘူးเนาะကျွန်တော်မျက်စိစိတ်တိုင်းကြတဲ့အထိကျွန်တော်လာပြီးတော့ချိန်ယူတယ်ပေါ့เนาะသဘောကျတဲ့အတွက် okay ဆက်ပေးတယ်ပေါ့เนาะဟုတ်ပြီဆက်ပြီးတော့လှုပ်ရှားမယ်ဒီ filter tab ကိုလာမယ်ဒီအောက်ဆုံးနေရာလေးကိုလာလိုက်စောစောက install လုပ်ထားတဲ့ plugin skin finder လေးကိုတွားမှာဖြစ်တယ်ဒါဆိုရင်ဒီနေရာမှာ skin finder ရှိတယ်ဟုတ်ပြီခဏလောက်စောင့်လိုက်ရင်သူ့ရဲ့ skin finder လမ်းကြောင်းထဲရောက်လာပြီပေါ့เนาะဟုတ်ပြီဒီအနေထားမှာဒီကောင်ကတော့ navigator ဖြစ်ပါတယ်ဒီကောင်တော့ snapshot ဖြစ်ပါတယ်သူ့အောက်ကဒီကောင်တော့ history ဖြစ်ပါတယ်အဲ့တော့ဒီအပေါင်းလေးတော့ zoom in ဒီ minus လေးတော့ zoom out ဖြစ်ပါတယ်အဲ့တော့ဒီကောင်လေးရွေးချယ်ပြီးတော့ကျွန်တော်မျက်နှာတစ်ဝိုက်လေးမှာဒီခုတော့ကျွန်တော်တော့ဒီတိုင်းလေးတွားလိုက်တယ်ပေါ့နော်မိတ်ဆွေကဘယ်လိုတွားမလဲဆိုတာကိုယ် idea နဲ့ကိုဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်အဲ့မှာ let တွေပဲညာပြထားရပါတော့အဲ့ဒီကျွန်တော်ရဲ့မျက်နှာကိုလည်းကြည့်ထားပါဒီဘယ်ဘက်ချမ်းမှာဆိုရင် history ကိုလည်းကြည့်ထားပါဒီညာဘက်ချမ်းမှာတော့ဒီຢာတွေတစ်ခုချင်းစီလိုက်ကစားတယ်ပေါ့နော်ဟုတ်ပြီမိတ်ဆွေလည်းဒီလိုမျိုးကိုယ့်ရဲ့ဓာတ်ပုံပေါ်မူတည်ပြီးတော့ကိုလိုက်ကစားမှာဖြစ်ပါတယ်ကျွန်တော်အတိုင်းလိုက်လောက်ရမယ်လို့မဆိုလိုပါဘူးအမှစိတ်တိုင်းကြမှရက်ပေါ့နော်စိတ်တိုင်းမကြတွေတော့ဆက်လုပ်ပေါ့ဟုတ်ပြီဒီနေရာလေးမှာဆက်ပြီးတော့ထိလိုက်မယ်ဒါတော့ဗာလဲဆိုရင်မူရင်းပုံနဲ့လက်ရှိပြင်တဲ့ပုံကိုတွဲကြည့်တဲ့နေရာလေးပေါ့ဟုတ်ပြီဒီဘက်နည်းနည်းရွှေ့လိုက်အောင်မှာโอเคဟုတ်ပြီဒီလိုရွှေ့ပြီးသွားရဆိုရင်တခုအဲ့ဒီတခုပြင်နေတဲ့ပုံကဘယ်ကောင်လဲဆိုရင်ဒီညာဘက်ချမ်းအကောင်ဖြစ်ပါတယ်တိတာတော့ကျွန်တော်အမှလက်လေးနဲ့ထိုးပြထားပါတော့အဲ့တော့ဘယ်ဘက်ချမ်းပုံကကြတော့မပြောင်းလဲဘူးသူကဒီညာဘက်ချမ်းပုံကပြင်နေတဲ့ပုံဖြစ်လို့ညာဘက်ချမ်းပုံပဲပြောင်းနေတာဖြစ်ပါတယ်အဲ့တော့တခုပြီးတခုလိုက်စမ်းတက်တယ်ပေါ့နော်ဘယ်လိုအနေထားမှာကိုသဘောကျလဲပေါ့နော်သဘောကျတယ်ဆိုရင် okay ပေးလိုက်ပေါ့ဒီကတော့အတက်တွင်းနေတာဖြစ်လို့ခဏစောင့်ပေးရတာဖြစ်ပါတယ်ဟောဒါဆိုဒီပုံလေးတိတ်မဲ့ဆိုရင် file tab ထဲကနေဒီ save ဆိုလေးကိုကျွန်တော်တို့ရအောင်လာမယ်ပေါ့နော်လာပြီးတော့ပြီဆိုရင်ဘာလုပ်မလဲဆိုရင်ဒီမှာနာမည်ပေးလို့ရပါတယ်ဒီမှာဓာတ်ပုံမှာကျွန်တော်နာမည်ပေးလိုက်တယ် music အောင်ပေါ့နော်ဟုတ်ပြီဒီမှာတော့ကျွန်တော် JPEG ကိုရွေးချယ်လိုက်တယ်ပေါ့နော်ပြီးတော့ကျွန်တော် save ဆိုတဲ့လမ်းကြောင်းတွားဖို့အတွက်ဒီ desktop မှာရွေးချယ်လိုက်တယ်ပြီးရင်ကျွန်တော် save ဆိုလေးနှိပ်လိုက်တယ်ပေါ့နော်တအောက်လောက်နေတော့ဒီဘောက်ကျလာတယ်အမှ okay ထပ်ပေးလိုက်တယ်
ဟုတ်ပြီကျွန်တော်ထွက်မယ်ပေါ့နော် save ပြီးတော့ဖြစ်လို့ minimize နဲ့ထွက်လိုက်တယ် desktop ပေါ်မှာဒီမှာဓာတ်ပုံလေးကိုမြင်ရပြီပေါ့နော်အဲ့တော့ဒီဓာတ်ပုံလေးကဒီခုပြင်လိုက်တဲ့ပုံလေးဖြစ်ပါတယ်ကျေးဇူးကြကပါဆိုင်နောက်ပိုင်းမှာပြန်ဆွဲရအောင်